다가 family 발로 거래 이마 예스로 다 살라운에 동네 살라운 타이네 살라운에 동네 그 바비체에서 노바와 비치 우선 라하도아 우시마 adapter 바에 adapter가 쪼에보 너 이마 쪼에보 로 얘기다 adapter 플랫마 투 노바와 저러 이노 adapter 까먹은 타이노 adapter 까오네 타임이잖아 다 타임이야 adapter 까오네 adapter 까오네 저러고 예 저너가 플랫ထိုးလိုက်တာပေါ့플랫ထိုးပြီးတော့ခလုတ်ကိုဖွင့်ထားရနော်ဖွင့်ထားတယ်ဒီကိုထွက်ဒီကိုထွက်တာက DIC ဘာကြောင့်လဲဆိုတော့ကြောပုံးမှာအနာဖြစ်သွားတာကိုမြင်နေရနော်ဟုတ်ပြီဒီပစ္စည်းကိုပြင်မယ်ဆိုတော့ဒီပစ္စည်းတွေကပစ္စည်းလေးတွေကိုအကျဉ်းမြင်သိထားဖို့လိုတယ်ဒါက DC ချက်ပေါက်နော်ဟုတ်ကဲ့ DC ချက်ပေါက် DC ချက်ပေါက်မှာနှစ်ငုပ်ပါတယ်တစ်ငုပ်ကအပေါက်တစ်ငုပ်က ground နော်ဒီ ground နဲ့ဒီ body တွေဒီခဲရပါတယ်ကြီးကပတ်လန်းကြီးတွေကတစ်ဆက်ထဲနော်ဟုတ်ကဲ့ကျိုးတစ်ချောင်းနဲ့ join ထားသလိုဆက်ထားတာဒီပတ်လန်းထဲမှာအဲ့ဒါကိုသိထားရမယ်နော် ground ဒီ circuit မှာ ground ဘယ်နေရာမှာပါလဲဒီအခွန်နော်စတီးပြောင်နေရလဲ ground ဒီစတီးပြောင်နေရလဲ ground ဒီစတီးပြောင်နေ ground ဒီစတီးပြောင်နေ ground ဒီခဲပြောင်နေရလဲ ground ပဲအကုန်လုံး ground နေပြီဒီမှာသူစီမှာဆိုလဲဒီပြောင်ကြီးက ground နော်ဟုတ်ကဲ့ဒီလေကအပေါက်ဒါကလက်ခံကောဒါကထဲကောနော်ဒီထဲတဲ့ကောင်က ground နဲ့အပေါင်းနဲ့ကိုဒီလက်ခံကောင်စီကိုပေးလိုက်တဲ့အခါမှာဒီလက်ခံကောင်ကတစ်ဆင့်ဒီငုတ်ကနေအပေါင်းကို circuit ထဲကိုပို့တယ်ဒီငုတ်ကနေပြီးအနှုတ်ကို ground နဲ့စီပို့အဲ့လိုသွားဟုတ်ပြီဒါအပေါ်ရန်ဂျမ်းမြင့်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ IC တစ်လုံးပါတယ်နော်ဒီ IC ရဲ့ဘေးမှာ contactor ဆိုတဲ့ coin တစ်ခုပါတယ်ဒီ IC ကဘာ IC လဲဆိုတော့ဒီမှာစာပါရေးပေးတယ် 5V IC ဒီ IC ကဘာ IC လဲ 5V IC ကဘာလို့လုပ်လဲဆိုတော့သူ့အထဲကိုဒီကလာတဲ့တွဲဖို့ဓာတ်ရိုက်ဝင်တယ်ပြီးတော့သူက 5V အဖြစ် short ချပြီးတော့ကက်ကလိုတဲ့ဘိုင်းတွေပို့တယ်နော်ဟုတ်ကဲ့ဟုတ်ပြီဒီတစ်လုံးအကြောင်းသိသွားပြီဒီမှာနောက်တစ်လုံးဒီတစ်လုံးကလည်းဒီမှာ 3V3 လို့ရေးထားတယ် 3V3 ဆိုတော့ 3.3 လို့ပြောတာဟုတ်ကဲ့နော်ဒီ 3.3 volt regulator ကကြတော့သူ့ထဲကိုဒီကနေပြီးတော့တွဲဖို့ဒီက 5V ရောက်မယ်ဒီကလာတဲ့ 5V ကိုသူ့ထဲကိုသွင်းမယ်သူကမှ 3.3 volt ကိုပြန်ထုတ်ပေးပြီးတော့ circuit ရဲ့လိုတဲ့ဘိုင်းတွေထိတော့ပို့မယ်နော်ဒီအကောင်အကြောင်းလည်းသိပါပြီနောက်ဒီအကောင်အခုလောင်နေတဲ့အကောင်ဒီအခုလောင်နေတဲ့အကောင်ကကြတော့ဒီဘေးမှာ contactor ရှိရယ် 1V1 လို့ရေးထားတော့ 1.1 volt ဟုတ်ကဲ့ regulator သူ့ထဲကို 5 volt ဝင်မယ်သူကနေပြီးတော့ 1.1 volt ပြန်ထုတ်ပြီးတော့ဒီ coin စီကိုပို့မယ် coin ရဲ့အကြောင်းတွေကိုတစ်ခါထပ်ပြောမယ်တွဲဖို့ကို IC ရဲ့ကိုပေးဖို့မယ် IC ကနေပြီးတော့ 5 volt ပြန်ထုတ်ပြီးတော့ coin ကိုပေးဖို့မယ်ဟုတ်ဒီမှာ 3.3 volt နေရာကြတော့ဒီ IC ရဲ့ကို 5 volt ဝင်မယ်ပြီးတော့သူက 3.3 volt ထုတ်ပြီးတော့ coin စီကိုပေးမယ်ဟုတ်ဒီ 1.1 volt regulator ကြတော့သူ့ထဲကို 5 volt ဝင်မယ်သူက 1.1 volt ထုတ်ပြီးတော့ coin ကိုပေးမယ်ဟုတ်အဲ့ဒီ3ခုကအပြည့်အများဆုံး3ခုအပြည့်အများဆုံး3ခုနော်ဟုတ်ကဲ့ဒီ 5 volt regulator လောင်နေလို့ရှိရင်ဒီကဘာချက်ပြမိမှပေါ်မှာမဟုတ်ဘူးဟုတ်3.3 volt regulator ချို့ယွင်းနေရင်လည်းဘာ function မှလုံးမှာမဟုတ်ဘူး 1.1 volt regulator ချို့ယွင်းနေရင်တော့နော် signal ချက်ပြတော့ပေါ်မယ်ဒါပေမဲ့တခြား function တွေတော့လုံးမလုံးဘူးဟုတ်ကဲ့အခုကဘယ် ID ချို့ယွင်းတာလဲ 1.1 volt ဟုတ်ပြီအဲ့ဒီ 1.1 volt regulator လေးကအဟောင်းလေးရချင်းဖြုတ်ထည့်ရတာလဲနည်းနည်းခဲရင်မယ်သူကဝယ်လို့မရဘူးဆိုကြပါဘူးအစားထိုးမယ်နော်အစားထိုးကက်တွေကိုဈေးကွက်မှာစပယ်အနေနဲ့ထုတ်ထားရရှိနော်ကျွန်တော်ပြကက်ကလေးပေါ့သူစီမှာ model number ပါမယ် Go61EG နော်ဟုတ်ကဲ့ဒါသူ model number ပြောဝယ်တာထက်ပုံလေးကိုပြဝယ်တာပိုတည်ရတယ်ဟုတ်ကဲ့ model number ကြီးပြောဝယ်လို့ဆိုင်ကသူတွေအတိမမဟုတ်ဘူးသူကြတော့ဘလို့လုံးလဲဆိုတော့သူထဲကို12ဖို့ပေးသွင်းရမယ်နော်ဟုတ်ဒီမှာသူရေးထား input က5 to 15 volt 5ဖို့ကနေ15ဖို့ကြာကြိုက်တဲ့ဖို့ပေးသွင်းလို့ရတယ်5ဖို့နဲ့15ဖို့ကြာကြိုက်တဲ့ဖို့ပေးသွင်းဟုတ်ကဲ့သူကဒီကနေပြီးတော့သူပြန်ထုတ်ပေးမှတွေကဒီတက်ပင်တွေပေါ်မူတည်ပြီးသွားတယ်
နော်ဒီ point နှစ်ခုကိုခဲပူးလိုက်မယ်ဆိုလို့ရှိရင်ဒီငုတ်က5ဖို့ပြန်ထုတ်ပေးမယ်နော်ဟုတ် dot regulator ကကြည့်ရဒီ5ဖို့1.5 ကောင်းကအန်တူခဏနေဒီအောက်ကပြန်ပြောမယ်ဒီ 1.5 ငုတ်ကိုခဲပူးထားရင်ဒီငုတ်ကဘယ်နှဖို့ထွက်မလဲ 1.5 ထွက်ဟုတ်ပြီ 2.5 ကိုခဲပူးရင်ဒီငုတ်ကဘယ်နှဖို့ထွက်မလဲ 2.5 ထွက်မယ် 3.3 ကိုခဲပူးရင်ဒီငုတ်က 3.3 ကိုထွက်မယ်5ကိုခဲပူးရင်ဒီငုတ်က5ကိုထွက်မယ်အခုကျွန်တော်တို့လိုတာဘယ်လောက်ဘယ်နှဖို့လဲ 1.1 ဖို့ဟုတ် 1.1 ဖို့လိုရတော့ဒီထဲမှာ 1.1 မပါဘူးနေရော 1.5 နော်အဲအကြောင်းကျွန်တော် 1.5 ကိုခဲပူးထားတယ် 1.5 ကိုပေးမယ်ဟုတ်ပြီဒါအဝင်ငုတ်မှာဒီကောင်အပေါင်းကိုကျွန်တော်အပြာကျိုးလေးတက်ထားတယ်အနှုတ်ကိုအနက်ကျိုးတက်ထားတယ်ဒီအပြာကျိုးလေးကိုဒီကက်ကဲဘယ်နေရာမှာခဲတို့မယ်တော့တွဲဖို့ဝင်ဒီခေါင်းနဲ့အပေါင်းငုတ်မှာတို့ဟုတ် ground ကတော့ကြိုက်တဲ့နေရာမှာတို့နော်ဒီနေရာမှာဒီနေရာမှာတို့ဒီနေရာမှာတို့လွယ်တဲ့နေရာမှာတို့ဒီကနေပြီးတော့ 1.5 ကိုပြန်ထောက်မယ်အဲဒီ 1.5 ကိုဘယ်နေရာမှာခဲတို့တက်ဆင်မလဲဒီ IC လေးကသူ့ထက်5ဖို့ဝင်ပြီးတော့ 1.1 ဖို့ပြန်ထုတ်မယ်အဲ့ဒါကိုဒီ coin C ကိုပို့မယ်အဲ့တော့ဒီကက်ကနေပြီးတော့ထွက်လာတဲ့ 1.1 ဖို့ဒီ coin မှာခဲတို့တက်ဆင်ရအောင်နော်ဒီ coin မှာတက်ကြမှာဟုတ်ကဲ့မတက်ခင်မှာဒီ IC ကိုဖြုတ်ချလိုက်အောင် IC ရဲ့ short ဖြစ်နေတော့ပို့သမျှပို့ဆိုတော့ဆွဲစားနေမှာဆိုလို့ဟမ်ဒီ IC ကိုရင်တော့ဖြုတ်ချပြီးလို့ရှိရင်ဒီကက်ကလေးကိုတွဲဖို့ပေးသွင်းမယ်သူထက်ထွက်လာတဲ့ 1.5 ဖို့ဒီ contactor လေးမှာချိတ်ဆက်လိုက်မယ် contactor ရဲ့ဘယ်contactor မှာဘယ်နှစ်ဖက်ပါဘယ်ဘက်မှာတက်မလဲဆိုတော့ကြိုက်တဲ့ဘက်မှာတက်ဒီဘက်မှာတက်တယ်ဒီဘက်မှာတက်တယ်တက်ချင်တဲ့ဘက်တက်လို့ရတယ်ဟုတ်ကဲ့ဒီဘက်မှာတက်လဲ contactor အဆင့်ဒီဘက်ကို 1.5 ကရောက်မှာပဲဒီဘက်ကလည်း 1.5 လိုချင်နေတော့ဒီဘက်မှာတက်လဲ 1.5 ကိုယူမှာပဲဟုတ်ကဲ့နော်သူကလိုချင်တာတော့ 1.1 ပေါ့ဒါပေမဲ့ကိုယ်စီမှာ 1.1 မရှိဘူး 1.5 ထည့်ရထည့်ကြည့်မယ်ပဲဟုတ်ကဲ့ရန်စီကိုဖြုတ်ရင်တော့ဘေးနာကွန်ပိုးနန့်လေးတွေထိတယ်မှာပြီဘေးနာသူဘေးနာကွန်ပိုးနန့်လေးတွေသူနဲ့တွဲပြီးမှလုပ်လို့တော့ကျွန်တော်တို့ကသူ့ကိုမသုံးတော့ဘူးဆိုတော့ဘေးနာကွန်ပိုးနန့်လေးတွေကိုထိရပါပြီဒါက 1.1 ဖို့ coin ဘာ coin လဲ 1.1 ဖို့ 1.1 ဖို့ coin ကိုကျွန်တော်တို့က 1.1 ဖို့မရှိတော့ခဏဖို့ပေးမယ် 1.5 ဖို့ပေးမယ်ဒါပါကက်လေပို့ရှော့ကBushot Universal Regulator ကပါကက်လေ ပို့ရှော့ Universal Regulator က Universal ဆိုတော့ဗာလဲဆိုတော့အမျိုးသုံးပြလို့ရတာကို Universal လို့ခေါ်တယ်သူ့မှာပိုချင်းတွေကတွေ့ပါလေသူကလည်းပုံတွေတစ်ခုတည်းကိုထုတ်ပေးရမှာမဟုတ်အမျိုးသုံးပြလို့ရတယ်လို့ Universal ဆိုတော့ဒါကိုခံသုံးလိုက်Universal ဆိုတာကအမျိုးသုံးလို့ရတာပဲဒါက DC ချက်မှာသူ့အပေါင်းကဒီမှာ ground ကဒီမှာเนาะအပေါင်းနဲ့ ground ဘယ်လိုခွဲလဲသိကျင်တယ်ဆိုလို့ရှိရင်เนาะဒီ adapter ကိုထိုးတာပိုတိုင်းကြည့်လိုက်ပေါ့ဟုတ်ကဲ့ပိုတိုင်းကြည့်ရင်လည်းအပေါင်းတော့ခွဲခြားလို့ရတယ်လေဒါမှမဟုတ် into 1နဲ့တိုင်းเนาะ ground နဲ့ short ပြတဲ့ငုတ်က ground ငုတ်ပေါ့ဆက်ညင်ပန်းငုတ်ကအပေါင်းပေါ့အဲဒီလိုခွဲခြားလို့ရတယ်เนาะကြိုက်လို့ခွဲကလည်းအေးပါနော်ဟုတ်ကဲ့
အေးသွားပြီဆိုတော့ဘူတိုင်းကြည့်မှာကိုရဒီချက်ပြန်စစ်ဟုတ်တယ်နော် 1.5 မှာပူထားချက်ကိုထိုးမယ်ပေါ်ဝိုက်ပဲဘိုးရတိုင်းနေရမလို့တော့နော်ပူရမှန်လို့လုံးပါစောစောတော့ဒီနားမှာ power button လေးပဲပေါ်ပါလေ ဟုတ်ကဲ့ 1.1 ကိုမရောက်ဘူး 1.1 ကိုရောက်သွားတော့နော်ဒီမှာ line တွေပဲတက်လိုက်တယ် ဟုတ်ကဲ့ channel တွေပဲပေါ်လိုက်ကောင်းပါနော် ဟုတ် ကျွန်တော်ရဲ့တကိုယ်ရေးစက်ပြင်ကန်အိမ်သုံးလျှက်စစ်နဲ့ electronic ပစ္စည်းအမျိုးမျိုးပြုပြင်ပြီးအာမကန် online သင်တန်း version 2.0 လေးနဲ့မိတ်ဆက်ပေးပါမယ်ခင်ဗျာ record လုပ်ထားတဲ့သင်ကြားရေးဗီဒီယို1000နီးပါးကန်ကို Telegram platform မှာ channel 8ခုခွဲပြီးတော့အမျိုးအစားလိုက်အစဉ်အတိုင်း step by step နားလည်လွယ်အောင်လွယ်ကူရှင်းလင်းစွာရှင်းပြသင်ကြားပေးထားတာပဲဖြစ်ပါတယ်မိတ်ဆွေတို့အချင်းချင်းပဲဖြစ်ဖြစ်ကျွန်တော်ပဲဖြစ်ဖြစ်သိချင်တာတွေကိုမေးမြန်းဆွေးနွေးလို့ရအောင် group တစ်ခုလည်းဖွဲ့စည်းပေးထားပါတယ်online သင်တန်းမှာသင်ကြားပေးတာတွေကတော့ခြေခံလုံးဝမရှိသေးတဲ့မိတ်ဆွေတွေအတွက်ကရိယာဒဇာပလာတွေရဲ့အကြောင်းကနေစပြီးတော့မီတာတိုင်းတာနီခဲကောက်ခဲဝေစောကာမျိုးမျိုးနဲ့အသုံးပြုပုံနဲ့ခဲတိုနီဝါယာကျိုးအမျိုးမျိုးကိုကရိယာအမျိုးမျိုးအသုံးပြုပြီးတော့ကျိုးနှွာနီးတွေအပြင် AC DC တွေရဲ့အကြောင်းအသေးစိတ် series parallel တွေရဲ့အကြောင်းအသေးစိတ် circuit board အမျိုးမျိုးပြုလုပ်ပုံနဲ့အသုံးဝင်ပုံနဲ့နောက်ထပ် circuit board ထဲမှာပါတဲ့အစိတ်အပိုင်းအလုံးရဲ့တစ်ခုချင်းစီအသေးစိတ် fuse တွေအကြောင်းခလုတ်တွေအကြောင်းrelay တွေအကြောင်း linear power supply အကြောင်း ground အလုပ်လုပ်ပုံ circuit ဖက်နီ circuit line နီ SMPS power supply အသေးစိတ်နောက် boost converter back converter အကြောင်းစတဲ့စာတွေ့သင်ခန်းစာတွေကနေစပြီးတော့ hair dryer ပြုပြင်ပုံစာတွေ့လက်တွေ့ထမင်းပေါင်းအိုးပြုပြင်ပုံအလုပ်လုပ်ပုံစာတွေ့လက်တွေ့လျှက်စစ်ရင်တွေအိုးပြုပြင်ပုံစာတွေ့လက်တွေ့ဒဲနီဒဲပြာအမျိုးမျိုးပြုပြင်ပုံစာတွေ့လက်တွေ့လျှက်စစ်မီးဘူးအမျိုးမျိုးပြုပြင်ပုံစာတွေ့လက်တွေ့အာသွင်းမီးလုံးအာသွင်းမီးကြောင်စာကြည့်မီးအိမ်အာသွင်းပန်ကားစတဲ့ပစ္စည်းတွေရဲ့ပြုပြင်ပုံစာတွေ့လက်တွေ့လျှက်စစ်ပန်ကားပြုပြင်ပုံစာတွေ့လက်တွေ့ထိုင်းစလောင်းလို့ခေါ်တဲ့ PSI set အန်တနာနဲ့အသုံးပြုတဲ့ set top box ပြုပြင်ပုံစာတွေ့လက်တွေ့ Bluetooth ပေါက်အမျိုးမျိုးပြုပြင်ပုံစာတွေ့လက်တွေ့ဆိုလာပြားအမျိုးမျိုးပြုပြင်ပုံစာတွေ့လက်တွေ့ကျိုးမိုက်ပြုပြင်ပုံပါဝါဘန်ပြုပြင်ပုံချင်းရိုက်ပတ်တန်ပြုပြင်ပုံငါးဖန် short တိုက်ဆက်ပြုပြင်ပုံ digital မီးဘူးလို့ခေါ်တဲ့ infrared cooker တွေပြုပြင်ပုံ inverter အမျိုးမျိုးပြုပြင်ပုံ China မှန်အောင် TV ပြုပြင်ပုံ CRT TV လို့ခေါ်တဲ့ဖန်လုံး TV ပြုပြင်ပုံစတာတွေကိုသင်ကြားပြသပေးထားပါတယ်bonus အနေနဲ့စက်ပြင်ဆိုင်တွေ့ကြုံထောင်ချောင်များ customer ရဲ့အချက်ဝင်ငွေတိုးအောင်ပြုလုပ်နည်းတွေပါဝင်တဲ့ psychology channel လေးရဲ့ member ဖြစ်ခွင့်ကိုလည်းပေးဦးမှာပါသင်တန်းကြီးကတော့3000ခွဲဖြစ်ပြီးတော့တစ်ခါပြီးသွင်းရုံနဲ့တစ်သက်တာ lifetime member ဖြစ်သွားမှာပါသင်တန်းစုံစမ်းလိုပါကဖော်ပြပါဖုန်းနံပါတ်ကိုဖုန်းဆက်ရွေးတော်၎င်း Viber Telegram ကတော့၎င်းဆက်သွယ်စုံစမ်း